ကျွန်တော်ဝါယာကျိုးတစ်ချောင်းကိုမိဖုတ်ပြီးနီရဲအောင်လုပ်လိုက်တယ်ပြီးတော့အချွန်တစ်ခုဖြစ်အောင်ထုလိုက်တယ်ပြီးတော့အဲ့ဒီလူအိတ်နေတော့သူ့ရေကူးမျက်မှန်ကိုတိတ်တိတ်လေးယူလိုက်တယ်ပြီးမှကျွန်တော်ငါးထိုးဖို့ပင်လယ်ထဲခုန်ချလိုက်တယ်အရာအလုံးထိန်းချုပ်ထားနိုင်ပြီလို့ထင်နေခဲ့တာကျွန်တော်မသိလိုက်တာကဒီအချိန်လေးကကျွန်တော်ဘဝတစ်လျှောက်လုံးနောင်တရစီလိမ့်မယ်ဆိုတာပါပဲအဲ့ဒီလူနိုးလာပြီးသူ့မျက်မှန်ပျောက်သွားတာတွေ့တဲ့အခါသူဒေါသတကြီးနဲ့လှန်တစ်ချောင်းဆွဲယူပြီးကျွန်တော်ကိုတတ်ဖို့ပြင်တဲ့မိမကသူ့ကိုတားဖို့လှန်ကိုလှမ်းဆွဲတယ်ဒါပေမဲ့သူကအားနဲ့လုံးနဲ့သူမထိန်နိုင်ခဲ့ပဲလုံးထွေးရင်အဝတ်စားတွေတောင်ဆုတ်ပြေးသွားတယ်ကျွန်တော်ငါးတွေအပြည့်နဲ့ပြန်လာတာကိုမြင်တော့အဲ့ဒီလူကတွတ်ဆုံမနေဘူးပြီးတော့မျက်မှန်ကိုသူ့စီပစ်ပေးလိုက်တယ်သူကဒေါသထွက်တင်ပေမဲ့ထူးဆန်းစွာနဲ့ခြေနဲ့နေပုံပဲတခုခုတော့လွဲနေပြီလို့ခံစားလိုက်ရတယ်ဒါပေမဲ့တိတ်မတွေးပဲကျွန်တော်ဖမ်းလာတာကိုဂုံယူစွာပြလိုက်တယ်ဘိုက်ဖြစ်ဖို့ပဲစဉ်းစားနေခဲ့တာပြီးမှမိမရဲ့မျက်လုံးတွေလွှဲသွားတာသတိထားမိပြီးရင်ဘတ်ထဲတင်းကျပ်သွားတယ်သူမဘာစကားမှမပြောဘူးကျွန်တော်လည်းအခြေအနေရဲ့ဆိုးရွားမှုကိုစပြီးသဘောပေါက်လာတယ်ဘေးကလူကိုပြန်ကြည့်လိုက်တော့ချက်ချင်းနားလဲသွားတယ်ဒေါသတွေပောက်ကွဲလာတယ်သူ့ကိုဆွဲပြီးအဲ့ဒီလူရှိပစ်ချလိုက်တယ်နောက်တရမလားလို့ဒါပေမဲ့မိနစ်အနည်းငယ်ကြာတော့ကျွန်တော်ထိတ်လန့်စွာပဲသူမနဲ့အဲ့ဒီလူကအေးဆေးစွာကခုန်နေကြတယ်ဘာမှမဖြစ်ခဲ့တယ်လို့မျိုးပဲဒါကိုမြင်တော့ကျွန်တော်ဒေါသကြောင့်မျက်နှာစိမ့်သွားတယ်ကျွန်တော်ဒီမခံနိုင်ဘူးသူတို့ဒီအတွက်ပြန်ပေးဆက်ရမယ်လို့ကြိမ်ဆူလိုက်တယ်ဒါနဲ့ဖန်ပလင်းတစ်လုံးကိုခွဲလိုက်တယ်အောက်ခြေကိုကြိတ်ချောပြီးလေဘင်းမှာကတ်လိုက်တယ်ပလတ်စတစ်ပလင်းကိုမီးနဲ့ပြော့အောင်လုပ်ဖြတ်ထုတ်ပြီးအဝကိုရာဘာအနက်နဲ့ပိတ်လိုက်တယ်ဒါနဲ့ယာယီရင်ငုံမျက်နှာဖုံးလုပ်လိုက်တယ်ကျွန်တော်မစောင့်နိုင်ပဲရေထဲငုံချလိုက်တယ်ရေအောက်ကထင်ထားတာထက်ပိုရှင်းနေတယ်စိတ်လှုပ်ရှားပြီးသူတို့ကိုစိတ်ညစ်အောင်ငါးကြီးကြီးတွေထိုးဖို့ကြံလိုက်တယ်ဒါပေမဲ့အဲ့ဒီမှာနစ်နေတဲ့လှငယ်တစ်စီးတွေ့လိုက်တယ်အပေါက်သေးသေးလေးပဲရှိတယ်ပြင်လို့ရတယ်ကျွန်တော်စိတ်ထဲလင်းသွားတယ်ဒီလေကိုပြင်ပြီးကျုံးပေါ်ကထွက်သွားနိုင်ပြီကျွန်တော်ငါးဖမ်းမဲ့အကြံကိုပယ်လိုက်ပြီးမျက်မှန်ကိုချုပ်ပြီးလှေကိုစဆွဲတယ်ရေထဲမှာလမ်းလျှောက်ရတာအရန်ခက်တယ်ကိုထက်လေးတဲ့လှေကိုဆွဲရတာမောပန်းလူနေပါပဲမနာတဲ့အသက်ရှူရင်းဆက်ဆွဲတယ်ဒီရေကလှေကိုပြန်မျောခေါ်သွားမှကြောက်နေခဲ့တယ်နောက်ဆုံးတော့လှေငယ်လေးကိုကမ်းပေါ်ဆွဲတင်နိုင်ခဲ့တယ်အဲ့ဒီလူကဒါကိုမြင်ပြီးဒါကထွက်လန်းဖြစ်နိုင်မှန်းသိသွားပုံပဲသူကူညီဖို့ပြေးလာပေမဲ့ကျွန်တော်ရက်ဖို့អော်လိုက်တယ်သူကအရင်ကကျွန်တော်ကိုအဆက်ခွဲခဲ့ပြီးအခုတော့မျက်နှာပြောင်တိုက်ပြီးလာကတ်နေတယ်ဘယ်ရမလဲရပောင်းများစွာလေးကိုကျွန်တော်ပြင်ခဲ့တယ်ကျုံးပေါ်ကထွက်သွားဖို့အိမ်မက်မက်ရင်းပေါ်ပြီးတော့မိမကတောင်းပန်ဖို့ရောက်လာတယ်အသက်ဆက်ရှင်ဖို့ဒီလိုလုပ်ခဲ့ရတာပါလို့ပြောပြီးလေပြင်ပြီးရင်သူ့ကိုခေါ်သွားဖို့တောင်းပန်တယ်ကျွန်တော်မတုံးပါဘူးသူ့ရဲ့တစ်ဖက်သက်စင်ကြေကိုမယုံပဲဒေါသနဲ့လှည့်ထွက်ခဲ့တယ်မကြခင်မှာပဲလှေကပြင်လို့ပြီးသွားပြီးရွက်တောင်တက်လိုက်နိုင်တယ်အဲ့ဒီလူအလုရှုပ်နေတာတွေ့တော့လှန်ကိုဆွဲယူလိုက်တယ်ရိတ်ခါအတွက်ငါးနှဲငယ်ထပ်ဖမ်းမှုကြံရင်ပေါ့ဒါပေမဲ့ရေထဲဆင်းလိုက်တာနဲ့တခုခုမားနေမှန်ခံစားလိုက်ရတယ်ရေပေါ်ပြန်တက်ကြည့်တော့သူတို့ပစ္စည်းတွေအားလုံးလှေငယ်ပေါ်တင်ပြီးနေတာတွေ့လိုက်တယ်သူတို့ကျွန်တော်လေကိုခိုးဖို့ကြိုးစားနေတာဒေါသတွေစုပွက်လာတဲ့သူတို့ကိုတားဖို့ကမ်းခြေစီပြေးသွားပေမဲ့နောက်ကျသွားပြီးသူတို့လေကိုရေထဲတွန်းချလိုက်ပြီးကျွန်တော်သူတို့နောက်လိုက်သွားပြီမယ်မမီနိုင်တော့ပဲကမ်းခြေပေါ်မှာပဲအော်ဟစ်နေနိုင်တော့တယ်သူတို့ရွက်လွင့်ထွက်သွားတာကိုကြည်ရင်ဒေါသကထူးဆန်းစွာနဲ့ပြောစရာဖြစ်သွားတယ်ကျွန်တော်ကလတ်ထိုင်မှာပြန်လဲချပြီးပွဲကြည့်ဖို့အသင့်ပြင်လိုက်တယ်